ဆိုရင်တော့ CNO CNDF ကလွဲပြီးတော့တခြားလက်နက်ကိုင်ဖွဲ့စည်းမရှိစေရဆိုတဲ့ဟာလေးရှိပါတယ်ဟုတ်ကဲ့ဒီတကယ်ဆိုရင်တော့ခုနကကျွန်တော်ပြောသလိုပဲဒီတော်လိုင်းမှာစတင်ပြီးတော့တိုက်ပွဲပေါ်ဆောင်တဲ့ဟာဆိုရင်ကျွန်တော်တို့ခု CDF ဇာညတံဖြစ်ပေါ်လာမဲ့ရဲဘော်အဖွဲ့တွေပေါ့နော်ဆိုတော့ဒီတော်လိုင်းမှာဆိုတော့ကျွန်တော်ဒီ2021 မတ်လ28ဆိုတော့အဲ့ဒီမှာတိုင်ခင်မှာဘယ်နေရာမှတိုက်ပွဲမရှိပါဘူးအဲ့လိုစတင်လာတဲ့ဖွဲ့စည်းဆိုတော့ကျွန်တော်တို့ဇာညဖွဲ့စည်းပါပဲအဲ့လိုကနေဝီဂူလာစကန်သိမ့်ပြီးတော့အဲ့လို ZDF ဖြစ်ပေါ်လာတဲ့နောက်ပိုင်းမှာပဲဒီ CNDF CNO ဆိုတာဖြစ်ပေါ်လာတာပါစတင်ပြီးတော့ဒီဒေါ်လာမှာတိုက်ပွဲစတင်ပါဝင်ကြတာဆိုရင်ကျွန်တော်တို့ဒီ ZDF အဖွဲ့တွေပါပဲဆိုတော့စီဗီတာအဖွဲ့ကိုသူတို့ကစီးယုံပြီးတော့ CNO CNDF အဖြစ်အတွက်တွန်းကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုဖြစ်လာတဲ့အခါမှာအဓိကအဖြစ်ကျွန်တော်တို့ချင်းနေရတော့ဒီအဓိကဘာသာစကားမတူကြတဲ့အခါမှာအဖွဲ့အချင်းချင်းကြားမှာနားလည်မှုလွဲတာလေးတွေအမြင်မတူတာလေးတွေခံယူချက်မတူတာလေးတွေဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ ZDF ဇာညအဖွဲ့ရှိပြီးသားကို CNO CNDF မှာဖြစ်သွားတဲ့အခါမှာဒီသဘောထားကနည်းနည်းမတိုက်ဆိုင်တာမျိုးရှိလာတဲ့ကြောင့်ကျွန်တော်တို့ဒီ CNDF CNO အဖွဲ့အစည်းကနေခွဲထွက်တယ်လို့ပုံစံမျိုးဖြစ်လာကြပါတယ်အဲ့လိုဖြစ်တဲ့အခါမှာကြီးမားပြဿနာတော့မရှိပါဘူးကျွန်တော်ချင်းကြားမှာလဲCDF ဇာညတံရဲဘော်တော်၎င်း CNDF ရဲဘော်တွေတော်၎င်းအချင်းလမ်းမှာတွေ့လို့ရှိရင်ခေါ်ပြောပေါင်းတင်နေထိုင်ဆက်ဆံကြပါတယ်ဒီပြဿနာဘာမှမရှိကြပါဘူးဒါပေမဲ့လည်းခံယူချက်ကမတူတဲ့အခါမှာကျွန်တော်တို့အချင်းတစ်ဖွဲ့ထဲမှာနေဖို့အကြောင်းဖန်မလာတဲ့အခါကျတော့ကျွန်တော်တို့ဒီCNF CNA ဘက်မှာစစ်ရေးအရတော့၎င်းအတွေ့အကြုံရှိတယ်လို့ခံယူတယ်ပြီးတော့လက်နဲ့အင်အားလည်းတောင်းတင်းတယ်လို့ခံယူတဲ့အခါမှာစစ်ရေးတင်တန်းကိုလည်းဒီ CNF CNA နဲ့မဟာမိတ်ဖွဲ့ပြီးတော့ရဲဘော်တွေကိုတင်တန်းတက်စီတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ CNO CNDF ကိုမကြိုက်လို့အဲ့လိုမျိုးမုန်းလို့ဆိုတာမျိုးလည်းမရှိပါဘူးသဘောထားမတိုက်ဆိုင်တာမျိုးတော့တတ်ပေါ့ဗျာအဲ့လိုဆိုတဲ့ခါကျတော့ဒီအချင်းကြားမှာကြီးမားပြဿနာတော့မရှိပေမဲ့ဒီ online ပေါ်မှာတော့တော်တော်လေးပြဿနာရှိတဲ့ပုံတော့ပေါက်တယ်ပေါ့နော်ဒါလက်တွေ့မှာတော့အဲ့လိုပြဿနာကြီးမားမရှိပါဘူးအခေါ်ပြောရှိပါတယ်ဆိုတဲ့ဟာလေးပြောချင်တယ်ဆိုတော့ဒီဘာလို့မြို့နယ်ဒီဖလားမြို့နယ်ထဲမှာဖွဲ့စည်းတစ်ခုပဲရှိရမယ်ဆိုတော့သူတို့တယူတန်ခံယူချက်ကတော့ကျွန်တော်လည်းနည်းနည်းတော့စဉ်းစားစရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရခိုင်ဘက်မှာစဉ်းစားမယ်ဆိုရင်AAဆိုလည်းပဲသူတခြားအဖွဲ့အစည်းမရှိအောင်သူကထင်းချုပ်ထားတယ်လို့ TIA ဘက်မှာလည်းအဲ့လိုပဲ KNU ဘက်မှာလည်းအဲ့လိုပဲအဲ့လိုထင်းချုပ်တယ်လို့မျိုးဒီ EAO နိုင်ငံတကာသိမှတ်ပြုတဲ့ CNF ကရောဒီလိုထင်းချုပ်လိုက်မယ်ဆိုတော့သူတို့ရောလက်ခံနိုင်မလားဆိုတော့လေသူတို့လည်းပြန်စဉ်းစားဖို့လိုတယ်သူတို့ခံယူချက်အတိုင်း CNF CNA ကလည်းလုပ်လို့ရတယ်ဒီတခြားပြည်နယ်တွေကိုကြည့်လို့ရှိရင်ဖွဲ့စည်းတစ်ခုပဲရှိကြတာပဲအဲ့လိုမျိုးခံယူချက်မရှိလို့အားလုံးပေါင်းဆက်စူးစီးမှုဖြစ်ကြအောင်ဆိုပြီးတော့ခံယူတဲ့အတွက်ကြောင့် CNF CNA ကသူကသဘောထားကြီးနဲ့မြို့နယ်အခြေပြုပြီးတော့ဒေသအခြေပြုပြီးတော့လက်နက်ကင်တွေဖွဲ့စည်းဖို့သူတို့မတားမြစ်တာလက်ခံတာလဲအဲ့ဒီ CNF CNA ရဲ့ခံယူချက်အတိုင်းပဲမြို့နယ်တည်တည်ရအဖွဲ့အစည်းတွေလည်းအဲ့လိုပဲခံယူတင်တယ်လို့ကျွန်တော်တော့မြင်တယ်ဆိုတဲ့အတွက်ကြောင့်အဲ့ဒီပုံမှာဒီသူတို့နဲ့ခံယူချက်မတူတဲ့အတွက်ကြောင့်အချင်းချင်းကြားမှာတော့ပြဿနာကြီးမားမရှိပါဒါပေမဲ့ online ပုံမှာတော့ပြဿနာမျိုးတော့ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမြို့နယ်တစ်ခုမှာအဖွဲ့အစည်းတည်ဖြစ်ပေါ်လာတဲ့အတွက်ရဲ့ကျိုးဆက်အခက်ခဲတွေကတော့ကြီးမားမရှိပေမဲ့လည်းဒီတခါတလေကျတော့ပုတ်တိုက်မှုလေးတော့ရှိတယ်ဆိုတဲ့ဟာလောက်ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့မရှင်းလင်းတာရှိရင်လည်းပြန်ပြီးတော့မေးလို့ရပါတယ်